တခါတော့ငါပေါ့ကွယ်ဝီဒီဟဲရစ်တိုင်းမေးကြည့်လာပြီးမှမဟုတ်တထာသူကမိန်လေးတရားစီရင်ခြင်းကိုတာဝန်ယူနေချိန်မှာတော့နောက်ခုမှုပြဿနာတစ်ခုပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒီနေ့မှာတော့ရွာပြင်ကလေသမားတယောက်ဟာသူ့မြတ်တနိုးမွေးထားတဲ့နွားကြီးပျောက်ဆုံးသွားလို့ရတဲ့မအေးဖြစ်ပြီးလိုက်လံရှာဖွေနေပါတော့တယ်။ဒီလိုလိုက်လံရှာဖွေရင်လမ်းကူးလက်တစ်ခုရောက်မှာတော့လေသမားကြီးကဟေ့လူရက်ဆက်ရက်ဆန်းအဲ့ဒီနွားကငါနွားလေမင်းကဘာလို့ငါနွားကိုစီးနေရတာလဲလို့အော်ဟစ်ပြောကြားလိုက်ပါတယ်။ဒီအချိန်မှာနွားတစ်ခုဟာဘာဒါနဲ့နွားဟုတ်လားဒါငါကိုယ်တိုင်မွေးထားတဲ့ငါနွားပဲနင်ကဘာလို့လာလူနေတာလဲငါကိုဆွဆွဲရင်တော့မိခက်ပြစ်ဒဏ်ခံရလိမ့်မယ်လို့ပြန်လဲအော်ဟစ်ကြရင်နှစ်ဦးသားရန်ဖြစ်ကြကမဟောတထာယုံတော်ရှိရာကိုရောက်ရှိလာခဲ့ကြပါတော့တယ်ဒီလိုအော်ဟစ်ရန်ဖြစ်ကြရမှာလူအုပ်ကြီးကလည်းစိတ်ဝင်စားနဲ့ဝိုင်းဝန်းကြည့်ရှုနေခဲ့ကြတာပေါ့နှစ်ယောက်လုံးဟာသူတို့နွားပါလို့အခိုင်အမာပြောနေကြတာဆိုတော့လေဘသူကမှန်ပြီးဘသူကမှားလဲဆိုတာကိုလည်းခွဲခြားရခက်နေခဲ့ပါတော့တယ်ဒီချိန်မှာပဲမဟောတထာသူခမိန်လေးဟာကဲတိတ်ကြစမ်းဘာဖြစ်ကြတာလဲဆိုတာကိုတယောက်ချင်းစီရှင်းကြပါလို့ပြောကြားလိုက်ပါတယ်ဒီချိန်မှာနွားတစ်ခုကအရှင်သူခမိန်ရေဒီလက်သမားကတော့ကျွန်တော်နွားကိုအတင်းလူယူဖို့စူးစမ်းနေတာဖြစ်ပါတယ်ကျွန်တော်နွားကိုကျွန်တော်စီးလာခဲ့တာကိုဒီလူကလာပြီးတော့လူရက်နေတာပါအရှင်ရဲ့လို့ပြောကြားလိုက်ပါတယ်ဒီလိုပြောကြားလိုက်တဲ့ကိုကြားချိန်မှာတော့နွားပိုင်ရှင်ဟာငိုယိုရင်းကနေပဲမဟုတ်ရပါဘူးအရှင်ရဲ့ဒီနွားဟာကျွန်တော်မွေးထားတဲ့နွားပါသူဟာလမ်းမှာအတင်းလူယူသွားခဲ့တာဖြစ်ပါတယ်အရှင်ကျွန်တော်ဘဝမှာဒီနွားတစ်ကောင်ပဲရှိတာကြောင့်ကျေးဇူးပြုပြီးဖြည့်ရှင်းပေးပါလို့တောင်းပန်လိုက်ပါတယ်ဒီချိန်မှာမဟောတထာသူခမိန်ကကောင်းပြီမင်းတို့နှစ်ယောက်လုံးဟာဒီနွားကိုကို့နွားလို့ပြောနေကြတာဆိုတော့ဒါဆိုရင်မင်းတို့ဒီနွားကိုဘာတွေကြိုးသလဲဆိုတာကိုငါ့ကိုပြောပြကြစမ်းလို့ပြောလိုက်ချိန်မှာနွားတစ်ခုဖြစ်သူကချက်ချင်းပဲအရှင်ရဲ့ကျွန်တော်ကချမ်းသာတယ်လေကျွန်တော်ကနွားကိုထမင်းတွေပဲဟင်းတွေမုတ်တွေအကောင်းဆုံးတွေပဲကျွေးပြီးမွေးထားတာပါဖြစ်ခမညာလို့ဖြေကြားလိုက်ပါတယ်ဒီချိန်မှာလေသမားကအရှင်ရဲ့ကျွန်တော်ကတော့ဆင်းရဲပါတယ်ကျွန်တော်ကနွားကိုမျက်ချောက်နဲ့ရေပဲတိုက်ကျွေးနိုင်ပါတယ်လို့ပြန်လည်ဖြေကြားလိုက်ပါတယ်ဒီလိုဖြေကြားလိုက်တဲ့ကိုကြားချိန်မှာတော့မဟောတထာသူကမိန်ကပြုံးလိုက်ရင်ကောင်းပြီအဖြေကိုတော့သိပြီးဆေးသမားကိုခေါ်လိုက်ဒီနွားကိုပြုတ်အံစေတဲ့ဆေးတွေတိုက်လိုက်ကြစမ်းလို့ခိုင်းလိုက်ပါတယ်ဒီလိုဆေးတိုက်လိုက်ချိန်မှာတော့နွားကအန်ထွက်လာခဲ့တဲ့ချိန်မှာမဟောတထာသူကမိန်ကကဲကြည်ကြစမ်းနွားအန်ဘက်တွေမှာဘာတွေပါတယ်လဲလို့ပရိသတ်ကိုကြည်ခိုင်းလိုက်ပါတယ်ဒီလိုမျိုးဝိုင်းဝန်းကြည့်ရှုလိုက်ချိန်မှာတော့လူအုပ်ကြီးဟာဟောအမ်ဘက်တွေထဲမှာမျက်ချုပ်တွေနဲ့ရေတွေပဲတွေ့ရတာပါလားထမင်းနဲ့မုတ်တွေလည်းတစ်စက်မှမပါဘူးလို့ဖြေကြားလိုက်ကြပါတယ်ဒီအချိန်မှာမဟောတထာသူခမိန်လေးဟာနွားခုသူမင်းလိန်ညာနေတယ်ဆိုတာဟာထင်ရှားသွားခဲ့ပြီပလိဆန်တွေဟာမင်းပြောသလိုမျိုးမုတ်တွေထမင်းတွေကိုမစားဘူးနွားရဲ့ဝမ်းပိုက်ကအမှန်တရားကိုဖော်ပြနေပြီလို့ပြောကြားလိုက်တာကြောင့်နွားတစ်ခုဟာကြောက်လန့်တကြားနဲ့ပဲအရှင်ရဲ့ကျွန်တော်မှားသွားခဲ့ပါတယ်နွားကိုခိုးယူမိတာလည်းမှန်ပါတယ်ခွင့်လွှတ်ပေးပါအရှင်ရဲ့လို့တောင်းပန်ပြီးငိုယိုပါတော့တယ်မဟောတထာဟာလောဘကြောင့်အမှန်တရားကိုဖုံးကွယ်လို့မရဘူးနွားကိုပိုင်ရှင်ထံပြန်ပေးလိုက်လို့ဆုံးမစကားပြောကြပြီးနွားခုမှုပြဿနာကိုဖြေရှင်းပေးလိုက်ပါတော့တယ်မဟောတထာသူခမိန်ကနှုတ်ခပြောတဲ့စကားလုံးတွေတဲ့သိပ္ပံနိကြယုတ်တိရှိတဲ့သက်သေထောက်ထားတွေကိုအသုံးပြုပြီးအမှုကိုဖြေရှင်းကအမှန်တရားကိုဖော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်အမှန်တရားဆိုတာဟာဘယ်တော့မှမဖုံးကွယ်နိုင်ဘူးဆိုတာကိုဒီဇလန်လေးကသက်သေပြလို့နေတာပဲဖြစ်ပါတော့တယ်ရှင်ဒီ channel လေးကနေတတမီမီတို့အတွက်ဘဟုတုတရစေမဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးသွားခဲ့ပါဦးနော်အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်